မွန်ပြည်နယ်တန်ဖြူစရမြို့နယ်အတွင်းစစ်ကောင်စီတပ်ဖမ်းဆီးသွားတဲ့ဒေသခံ2ဦးဟာရိုက်နှက်နှိပ်စက်ခံရပြီးနောက်စစ်ကြောရေးမှတိတ်ဆုံးသွားတယ်လို့ဒေသခံတွေအပြင်စစ်ကောင်စီနဲ့နှီးဆက်သူတွေရဲ့ပြောပြချက်အရသိရပါဗျ။စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့နိုဝင်ဘာ30ရက်နေ့ကတန်ဖြူစရမြို့အောင်စရတိုးချဲရက်ကွက်နေဦးမြတန်းကိုပစ္စတိုတနက်တလက်နဲ့အတူဖမ်းဆီးရမိပြီးနောက်ဒေသခံ90ထပ်မံနဲ့စတိုက်ဖမ်းဆီးခဲ့တာပါ။အဲ့ဒီတဲကဖမ်းဆီးခံခဲ့ရတဲ့ဦးမြတန်းနဲ့ဦးမင်းတို့ဟာဒီဇင်ဘာ10ရက်နေ့မတိုင်မီတန်ဖြူစရတပ်နဲ့ဝဲကလိစစ်ကြောရေးမှာရိုင်းနှံညှဉ်းပန်းနှိပ်စက်ခံရတာကြောင့်တိတ်ဆုံးသွားတာဖြစ်ပါတယ်။တိတ်ဆုံးသွားသူ2ဦးကိုစစ်ကောင်စီတပ်ဘက်ကမိသားစုထံအကြောင်းကြားတာအလောင်းပြန်ပေးတာမရှိဘဲအလောင်းဖျောက်ခဲ့တယ်လို့စစ်ကောင်စီနဲ့နှီးဆက်သူတွေကတန်လွင်တိုင်းကိုပြောပြပါဗျ။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ပတ်သက်ဆက်နွယ်တဲ့ဆိုတဲ့အကြောင်းပြချက်နဲ့စစ်ကောင်စီတပ်ဖမ်းဆီးထားတဲ့ဒေသခံတွေထဲမှာတန်ဖြူစရမြို့ရှိလုပ်ငန်းရှင်တွေရွှေဆိုင်ပိုင်ရှင်တွေပါဝင်နေတယ်လို့သိရပါတယ်။ဖမ်းဆီးခံထားရတဲ့သူတွေကိုစစ်ကောင်စီတပ်ကမိသားစုဝင်တွေနဲ့တွေ့ခွင့်မပေးတာကြောင့်သူတို့ရဲ့အသက်အန္တရာယ်အတွက်စိုးရိမ်ပူပန်မှုတွေရှိနေရလို့မိသားစုနဲ့နှီးဆက်သူတွေကပြောပါတယ်။စစ်ကောင်စီတပ်ကဖမ်းဆီးထားတဲ့သူတွေထဲမှာဟိမဝွန်ဆောက်လုပ်ရေးပစ္စည်းအယောင်ဆိုင်ပိုင်ရှင်ကိုတရုတ်ရဲ့နေအိမ်နဲ့ဆိုင်တွေကိုပြီးခဲ့တဲ့ဒီဇင်ဘာ1ရက်နေ့မှာလာရောက်ချိတ်ပိတ်ထားတယ်လို့ဒေသခံတွေထံကနေသိရပါဗျ။